Bê toa mà lê của chụp bài này bê toa mà lê chụp bài này bê toa mà lê ok nó bê mà nê lê xuyên dù thi này bê mà nê lê dù thi này bê mà nê lê ok nó bê nê ya lê của chả đó thi này xuyên bê nê ya lê thi này bê nê ya lê ok nó bà lâu nê lê xuyên thăm arai yu bà lâu nê lê thăm arai yu bà lâu nê lê ok nó bà phiết thả lê xuyên bên arai bà phiết thả lê bên arai bà phiết thả lê ok nó bà lâu mà lê của chả đóจะทำอะไรbà lâu mà lêจะทำอะไรbà lâu mà lê ok nó bà lâu trên lê của chả đó อยากได้อะไรbà lâu trên lê อยากได้อะไรbà lâu trên lê ok nó ဘာရှာလဲဆိုရင်ဟာอะไรဘာရှာလဲဟာอะไรဘာရှာလဲok nó ဘာယူမလဲကိုကြတော့จะเอาอะไรဘာယူမလဲจะเอาอะไรဘာယူမလဲဟုတ်ကဲ့နော်ဘာကြောင့်လဲဆိုရင်เพราะอะไรဘာကြောင့်လဲเพราะอะไรဘာကြောင့်လဲဟုတ်ကဲ့နော်ဘာလို့မတွားလဲဆိုရင်ทำไมไม่ไปဘာလို့မတွားတာလဲทำไมไม่ไปဘာလို့မတွားတာလဲဟုတ်ကဲ့နော်ဘာလို့မယူလဲကိုကြတော့ทำไมไม่เอาဘာလို့မယူတာလဲทำไมไม่เอาဘာလို့မယူလဲဟုတ်ကဲ့နော်ဘာလို့ငိုတာလဲကိုကြတော့ร้องไห้ทำไมဘာလို့ငိုတာလဲร้องไห้ทำไมဘာလို့ငိုတာလဲဟုတ်ကဲ့နော်ဘာလို့မပေးလဲကိုကြတော့ทำไมไม่ให้ဆိုရင်ဘာလို့မပေးလဲทำไมไม่ให้ဆိုရင်ဘာလို့မပေးလဲဟုတ်ကဲ့နော်ဘာလို့မဝယ်လဲကိုကြတော့ทำไมไม่ซื้อဘာလို့မဝယ်လဲทำไมไม่ซื้อဘာလို့မဝယ်လဲဟုတ်ကဲ့နော်ซื้อဆိုရင်ဝယ်တယ်ไม่ซื้อဆိုရင်မဝယ်ဘူးဟုတ်ကဲ့နော်ทำไมဆိုတာဘာကြောင့်လဲဘာလို့လဲပေါ့နော်ဟုတ်ကဲ့နောက်တစ်ခုကကြတော့ဘာလို့မတောင်းတာလဲကိုကြတော့ทำไมไม่ขอဘာလို့မတောင်းတာလဲทำไมไม่ขอဘာလို့မတောင်းတာလဲဟုတ်ကဲ့နော်နောက်တစ်ခုကကြတော့ဘာလို့မကြည့်လဲပေါ့နော်ဘာလို့မကြည့်တာလဲကိုကြတော့ทำไมไม่ดูဘာလို့မကြည့်တာလဲทำไมไม่ดูဘာလို့မကြည့်တာလဲဟုတ်ကဲ့နော်နောက်တစ်ခုကကြတော့ဘာလို့မပြန်တာလဲကိုကြတော့ทำไมไม่กลับဘာလို့မပြန်တာလဲทำไมไม่กลับဘာလို့မပြန်တာလဲဟုတ်ကဲ့နော်ဘာလို့မပြစ်တာလဲကိုကြတော့ทำไมไม่ทิ้งဘာလို့မပြစ်တာလဲทำไมဘာကြောင့်လဲทิ้งဆိုတာပြစ်တယ်မိုက်ပြစ်တယ်ဆိုရင်ทิ้งခရမိုက်ပြစ်တယ်ဒါကြတော့ทำไมไม่ทิ้งဆိုရင်ဘာလို့မပြစ်တာလဲဟုတ်ကဲ့နော်ကျွန်တော်ဒီနေ့ပြန်လဲဝင်မြပေးခဲ့တာတော့ဒီလောက်ပါပဲเนาะကျွန်တော်အခုလိုပြန်လဲဝင်မြပေးတဲ့အထက်မှာအမှားလေးတွေပါမယ်ဆိုရင်အားလုံးကိုဒီခံပေးပါအားလုံးတောင်းဆိုပါရစေဟုတ်ကဲ့နော်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့မဲ့ဆိုရင်ကျွန်တော်တို့ထိုင်းစာထိုင်းစကားလေးလာနေတဲ့ညီကိုမောင်တော်များတွေ့မြင်ရအောင် follow လိုက်ရင် share လေးနဲ့လုပ်ပြီးအားပေးကြပါဦးခင်ဗျာဟုတ်ကဲ့ကျွန်တော်အားလုံးကိုထိုးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ